အားလုံးပဲမင်္ဂလာပါလို့ယေရှုဖခင်နာမတော်အဖြစ်နှုတ်ဆက်ပါတယ်ဒီနေ့မှာကျွန်တော်တို့ပင်နေကုတ်တီနေ့တန်ရှင်းသောဝိညာဉ်တော်စင်သက်တဲ့နေ့အသင်းတော်မွေးဖွားရာနေ့ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက်ကျွန်တော်ရေးဆက်ထားတဲ့တခြင်းတွေကတန်ရှင်းသောဝိညာဉ်တော်ရှိတဲ့အရက်ဆိုတဲ့တခြင်းလေးဖြစ်ပေါ်လာပုံကိုကျွန်တော်အနေငယ်တက်တည်ခံရင်းနဲ့ခေါ်အားပေးချင်ပါတယ်လို့ဒီတခြင်းကချီးမွမ်းကြဆိုတဲ့ album ထဲမှာပါဝင်တာဖြစ်ပါတယ်စိတ်တိတ်တို့တဲ့ဆွဲခေါ်တဲ့နဲ့ဟေးပေါ်တဲ့ချင်းများရတဲ့ချင်းများနဲ့အသက်ရှင်တဲ့ဖြားကင်းကိုချီးမွမ်းကြ Hallelujah အဲ့ဒီတခြင်းကိုဆရာမ Esther နှင်းပွင့်ကနေပြီးတော့တီးဆိုပေးဖို့အတွက်ကျွန်တော်ကဖိတ်ခေါ်ထားတာဖြစ်ပါတယ်ဆရာမ Esther နှင်းပွင့်ကိုတန်ရှင်သောဝိညာဉ်တော်လှူရှားတဲ့အခါချီနှောင်နေတဲ့တိုင်းကြီးများပွင့်သွားအဲ့တခြင်းကနေကျွန်တော်စတီးခဲ့တာဖြစ်ပါတယ်လို့သူအဲ့တခြင်းကိုရေးတဲ့အချိန်မှာဆရာတွေအတွက်ထမင်းချက်ပေးနေတဲ့အချိန်မှာတင်မိဘူးကြောင်လေးမှာရေးတာဖြစ်တယ်ချက်လိုက်ဂီတာလေးကင်လိုက်ဆက်လိုက်နဲ့ရေးပြီးတော့အဲ့ဒီတခြင်းလေးရေးပြီးတော့မြန်မာနိုင်ငံမှာကြီးမားတဲ့နှုတ်ထောက်မှုတွေဖြစ်တော့မယ်ဖူလုံပေါ်များခြင်းတွေဖြစ်တော့မယ်ဆိုတဲ့ယူပါရောရပြီးတော့အဲ့တခြင်းရေးတာပေါ့နော်အဲ့ရေးပြီးတဲ့နောက်မှာနာဂစ်ကြီးစားဖြစ်ပါလေရောအဲ့လိုမျိုးပေါ့လေတခါတလေကြိုက်တယ်ဖျားခင်ဖွင့်ပြမှုနဲ့တခြင်းဖြစ်လာတဲ့အချိန်ကကိုရတဲ့ယူပါရောနဲ့ချက်ချင်းတော့တခါလေကြိုက်ရင်တွားပြီးတော့ကိုက်ညီမှုရှိခြင်းမှရှိမယ်ပေါ့ဒါပေမဲ့နာဂစ်ပြီးတဲ့နောက်မှာယုံကြည်သူတွေကဖျားဖက်လှည့်လာပြီးတော့တကယ်ပဲတိုင်းနိုင်ငံထဲမှာနိုးထားမှုကြီးတွေဖြစ်လာတဲ့ Christian worship တွေနဲ့ကိုးကွယ်ခြင်းတွေကြီးမားတဲ့ချီးမွမ်းခြင်းပွဲတော်တွေလည်းပဲဖြစ်လာခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီဖျားခင်အင်မတန်မှအသုံးပြုပြီးတော့ဖျားခင်ကိုချစ်ပြီးတော့ဒီ music နဲ့ Christian worship နဲ့အသုံးပြုနေတဲ့ဆရာမဒီဝိညာဉ်တော်ရှိတဲ့အရက်ဆိုတဲ့တခြင်းလေးကိုတီးဆိုပေးဖို့အတွက်ကျွန်တော်ဖိတ်ခေါ်တာဖြစ်ပါတယ်တီးဆိုပေးတဲ့ဆရာမ Esther နှင်းပွင့်ပေါ်မှာလည်းပဲအထူးကျေးဇူးတင်နေအခု Shakina Prayer Mount မှာလည်းပဲဆက်လက်ပြီးတော့ဖျားခင်အသုံးပြုပြီးတော့ပတ်ဝန်းကျင်မှာရှိတဲ့ရွာသူရွာသားတွေပေါ့နော်သူအားဖြင့်သူ့ ministry အားဖြင့်သူ့ရဲ့လုပ်ငန်းအားဖြင့်အထူးကောင်းကြီးမင်္ဂလာခံစားနေရဆိုတော့တွေ့တဲ့အခါမှာလည်းအထူးပဲဝမ်းသာပါတယ်လို့ဒီတခြင်းကကျွန်တော်ချီးမွမ်းကြဆိုတော့ Praise and Worship album မှာတတမန်လိုမျိုးတခြင်းတွေထက် rap တခြင်းတွေပါတယ်ပေါ့နော်ပြီးတော့6/8 music style လေးနဲ့ဒီတခြင်းတပုတ်တော့ကျွန်တော်ထည့်ချင်တာဖြစ်တယ်ဒီအတွက်လည်းပဲကျွန်တော်ဖြားခင်စီမှာစုတောင်းပြီးတော့ဆက်ကပ်ပါတယ်ဒီတခြင်းလေးကိုကျွန်တော်ဒီယူဇနာစစ်တောင်းရိတ်မအိမ်ရမနော်နေတဲ့အချိန်မှာစက်တဲ့တခြင်းလေးဖြစ်ပါတယ်အခန်းထဲမှာကျွန်တော်အမျိုးသမီးကရှိတယ်အဲ့ဒီမှာကျွန်တော်ဂီတာလေးနဲ့ရေးဆက်တဲ့အခါမှာဂီတာတီးတာကျွန်တော်တိတ်မကြွမှုဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းပဲဒီ rhythm ကိုအရင်ခောက်ပြီးတော့ရှင်းစာသားတွေစဉ်းစားတယ်တခြင်းလုံးဝင်တော့ရှိတဲ့အရက်အဲ့ဒီမတိုင်ခင်မှာလည်းပဲအဲ့တခြင်းကိုကျွန်တော်တို့US က brother Denzel ပေါ့နော်ကျွန်တော်တို့ UK မှာလူငယ်တွေတင်ပေးတာဖြစ်တယ်ဆိုတော့အဲ့တခြင်းလေးကိုကျွန်တော်ပြန်စိတ်ထဲမှာပေါ်လာတဲ့အခါကျတော့အဲ့တခြင်းရဲ့အနှစ်သာရတရှိသောဝိညာဉ်တော်ရှိတဲ့အရက်မှာစီလုံးခြင်းရှိတယ်နိုးထမှုရှိတယ်ထူးခြားမှုရှိတယ်ဒီအရက်မှာပဲကျွန်တော်နေခြင်းတယ်ဒီနှလုံးသားထဲမှာလည်းတရှိသောဝိညာဉ်တော်ရှိတဲ့အရက်ဖြစ်စေခြင်းပဲဒီလိုမျိုးတရှိသောဝိညာဉ်တော်အမြဲတမ်းရှိနေတယ်ဆိုကျွန်တော်အသက်တာလည်းဝမ်းမြောက်ခြင်းရှိတယ်ပြီးဘေးရလူတွေနဲ့ကျွန်တော်เนาะအတူတကွရှိနေတဲ့လူတွေနဲ့လည်းစီးလုံးမှုရှိတယ်နိုးထမှုရှိတယ်ဆိုတော့ဘုရားသခင်ရဲ့တရှိသောဝိညာဉ်တော်ရှိတဲ့အရက်ကဘယ်လောက်တောင်ပြောစရာကောင်းတဲ့နေရာလေးလဲဘယ်လောက်တောင်မှကျွန်တော်တို့အတွက်ကျွန်တော်တို့ဝိညာဉ်အတွက်အလိုအဆုံးနေရာလေးဖြစ်တယ်လဲဆိုတဲ့အရာကိုကျွန်တော်တူးထိပြီးတော့တရှိသောဝိညာဉ်တော်ရှိတဲ့နေရာကဘုရားမျက်မှောက်တော်ရှိတဲ့နေရာဘုရားမျက်မှောက်တော်နေရာကမှာဘုရားခင်ရရှိတယ်ဒါပေမဲ့ဘုရားရဲ့မျက်မှောက်တော်အထူးခံစားရတဲ့အချိန်ရှိတယ်အဲ့ဒီအထူးခံစားတဲ့အချိန်မှာတန်ရှင်းသောဝိညာဉ်တော်ရဲ့တူးထိမှုတန်ရှင်းသောဝိညာဉ်တော်ရဲ့ကိန်းဝတ်မှုကျွန်တော်လုံးသားထဲမှာပြေဝခံစားရတဲ့အခါမှာဒါကစစ်မှန်တဲ့ဝမ်းမြောက်ခြင်းဘာဖြစ်လို့လဲဆိုတော့တမန်တရားကိုရှင်းလင်းစေတယ်တန်ရှင်းသောဝိညာဉ်တော်ရှိတဲ့နေရာမှာတမန်တရားရှုပ်ထွေးမှုမရှိဘူးဘုရားသခင်ရဲ့နတ်နဲတဲ့ဖွင့်ပြမှုတွေရှိတယ်ပေါ့နော်
ဆိုတော့ဒီအရာနဲ့ကျွန်တော်တို့နှလုံးသားထဲမှာပင်လင်နိုးထားမှုကတယောက်တည်းရှိနေရင်ပဲဖြစ်ဖြစ်အများနဲ့အတူတကွဆူတောင်းတဲ့အချိန်မှာနှုတ်ကပတ်တော်ကိုခံယူနေတဲ့အချိန်မှာဂုဏ်တော်တခြင်းတွေ Praise and Worship အချိန်မှာတည်ဆိုတဲ့အချိန်မှာဖခင်ရဲ့တုထိမှုခံစားနိုင်တယ်အဲ့ဒါကဝိညာဉ်တော်ရှိတဲ့အရက်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တန်ရှင်းသောဝိညာဉ်တော်လှူရှားမှုကိုကျွန်တော်တို့အသက်တာမှာအမြဲတမ်းခံစားပြီးတော့ဝိညာဉ်တော်အရှိန်ကိုမငြိမ့်သက်ကြဖို့အတွက်တခြင်းလေးအဖြစ်ခွန်အားပေးချင်တာဖြစ်ပါတယ်လို့ဒီတခြင်းလေးကိုမိုးလေးအေးအေးလေးနဲ့အတူတကွပြန်လည်ပြီးတော့နားဆင်ကြည့်ရအောင်ခွန်အားယူကြရအောင်Change